ကျေသာကြီးစကလုံးထွားတာဘယ်သူတော့မြလှတော့လားဥလသိန်းသေးတာမတော့ရဲတဲ့ရွာပေါ့လှတော့ရွာဆိုတာကျတော့ရွှေဘိုဘက်မှာရွှေဘိုလမ်းဥလသိန်းပဲသေးတာတော့ရဲမလို့အစကတော့သေးတယ်အဲ့ဒီရွာရောက်တော့ဥလသိန်းရှိသူတို့ရွာကတကြီးကဆေးတံတောက်လာတော့လှတော်သားတယောက်ကပြောတယ်အလိုလေတို့ရွာကတကြီးဆေးတံတောက်လာလိုက်တာကွဲတဲ့ငါးချက်ဝင်မှုတ်ကလေးခွေးချီလာတဲ့အတိုင်းဘယ်ဥလသိန်းဆေးတံတောက်တော့လှတော်သားကဇက်ပြက်အောင်ပြောတဲ့လူတွေပြိဿဇက်ပြက်အောင်ဆိုတာသူတို့ရွာကကြောက်လန်းတပင်းကြောက်လန်းဟိုဘက်နှခမ်းဇက်ပွဲကတဲ့သူတို့ကကြောက်လန်းဒီဘက်နှခမ်းကနှမ်းရိုးပုံကြီးမီးရှို့လှုံရင်းနဲ့ပြာသူလနှစ်ယောက်တည်းစကားပြောတာဇက်ကမဖြစ်ဘူးပြက်တယ်3ယောက်ဝိုင်းနာထောင်ကြီးကြတော့ကြ10ယောက်ဖြစ်လာဘိုက်နဲ့ကြီးကြ2ယောက်တည်းပြောနေတာရှားကြနေရတာမဟုတ်ဘူးကြာပန်းစကားစကလုံးလုံးထွားတဲ့လူတွေနောက်တော့ဟာဟိုဘာတော့နဲ့ဇက်ကလူတွေဒီစုလာဟိုဇက်ကိုမကရဘဲနဲ့ပြက်တယ်ဗျကျုံလဲကိုရွေးကျုံတော့ယုံပါတယ်သူတို့ရွာနာရောက်သွားတော့လှတော်ကနေပြီးကျွတ်တို့ဝက်လက်မြုပ်ကိုချိုးရတာကိုဗျကျုပ်ကကြစ်ကားနဲ့သွားမှတရားဟောကျုပ်ကလှတော်သားမေးတယ်တကားတို့ဟိုဝက်လက်လမ်းကောင်းရလားလို့အဲ့ဒီလမ်းတော့မမေးနဲ့တဲ့ကိုတော်တို့ဝက်လက်လမ်းကိုကြစ်ကားနဲ့ကြွရင်ကြောက်ခဲစားသွားတော့အစာကြီးပါတယ်လမ်းဆိုးတယ်မပြောဘူးဟောစကားပြောရင်ဥပမာနဲ့ဒီပြီးတော့ဝက်လက်ကမစီးဘူးဖျားတယ်ဘာဖြစ်လို့တော့လို့ဆိုတော့အိုးတဲ့ဝက်လက်ကစီးရတာဟမ်ကြပါဘူးတဲ့နောက်ကဂလုံနဲ့လမ်းတောင်းလှဲ့ကြည့်ရေစီလှဲဖျားတဲ့ကားနေတယ်ပြောလိုက်ပြီးတဲ့ကိစ္စကြီးရေစီလှဲကလမ်းတောင်းတယ်စကားပြောရင်ဥပမာမပါပဲမပြောဘူးနောက်တရားနာပြည်သားသူတို့ရွာနာဟိုကျွတ်တို့ပေါက်တော်ဆိုတာရှိတယ်ပေါက်တော်ရွာကဘုန်းကြီးတွေစာပြန်မွဲရှိစာပြန်မွဲတန်ဃာတော်တွေကြက်သားတံပေါင်းနဲ့ကတ်အဲ့ဒါသွားကြည့်ပြီးလှတော်သားကပြန်လာတော့ပြောတယ်စာပြန်မွဲဆိုလို့သွားကြည့်ပါကွာတဲ့လက်ဆက်တတ်တော့ဘုန်းကြီးအေးကိုကွာအတော်နောက်တဲ့လူတွေကျက်သားတံပေါင်းနဲ့ကတ်လို့ဘုန်းကြီးအေးဘုန်းကြီးတွေကလည်းစားရတာကွာတဲ့ဝေသာလီပြီးဘလူးကြတဲ့အတိုင်းအယိုးလေးကြအောင်စားလို့ပြောတာဟိုလှတော်သားကြောင့်ပြောရင်လည်းကုံမမုံမကုံမသိနည်းနည်းပြောဦးမယ်အဲ့ဒီမှာတရားနာပြေးတာကျွတ်တော့ကသူတို့ရွာနာမေးတယ်ခင်ဗျားတို့လှတော်ကားစိတ်ကားပွဲရလားလို့ကားပွဲတာတော့မပြောနဲ့တဲ့ပြချီးခါတဲ့အတိုင်းပဲဟိုပြားကောင်တွေပြချီးခါတာကြီးမှမကောင်းခင်ဒူးနဲ့တခါတကောင်နဲ့တကောင်တိုက်ခမဒါကြောင့်ပြချီးခါတဲ့အတိုင်းပဲတဲ့ဒီပြီးတော့ကားဘလောက်ပေါ်ဖျားတဲ့ RTP မှာစီးတာတဲ့ဘာဖြစ်လို့တော့ RTP ဟင်းတော့မြန်နေဆိုတာဟုတ်တကူဖျားတယ်ဟိုနေ့ကမန္တလေး RTP နဲ့စီးလိုက်တာ RTP မြန်မုံပြောရရင်ရိုင်းဖဲကြီးစံဖက်လိုက်ရတဲ့တိုင်းကဲခဏလို့စဉ်းစားကြီးစံသူဘယ်တော့မှဖက်လိုက်ဘူးလို့တောက်တဲ့လူပြောတဲ့လူတွေဥပမာမပါပဲစကားမပြောဘူးကျွတ်တော့မေးတယ်ခင်ဗျားတို့လှတော်သားကလို့ဥပမာမပါပဲစကားမပြောတတ်ဘူးလားလို့ဆိုတော့အိုးတဲ့တပည့်တော်တို့ကဥပမာမပါပဲပြောရရင်တဲ့ဟိုလှဲမီးတို့စီးရတဲ့အတိုင်းဟောပါလာပြန်ဥပမာနဲ့လို့ပြောမှာနောက်ဟိုကမေးတယ်မင်းတို့ရှိသမားဝါယမဆိုင်ကအထယ်လေးပါလေးပေးရလားဟာတဲ့အထယ်ပေးမပေးတော့မမေးတဲ့မောင်ရေးတဲ့ကိုမိမကိုလေးထန်းဆောင်ရတဗျာကြီးထိုးမှကြောက်လို့အထဲမပေးဘူးပြောလိုက်ပြီးတဲ့ကိစ္စဒါကြောင့်လှတော်သားကြောင့်ပြောမကုန်ဘူးပြောတာမကုန်မသိတခုတော့ပြောတခုတည်းပါအချိန်လေးရစီသွားပါဒုက္ခနဲ့ဒုက္ခဟိုတုန်းကပခန်းသားချီပါသားနာမည်ကြီးတော်လည်းပဲအခုလှတော်သားမမိဘူးဗျာဒုက္ခနဲ့သူဖြစ်ပေါ်လာတဲ့သဘာဝလေးတွေကိုဘုန်းကြီးပြောနေဟိုတုန်းကချီပါသားနဲ့ပခန်းသားဆိုတာကျတို့ရာဇဝင်မှကြားဘူးပခန်းသားများစကားကတ်ကိုးပုံတော့ကြည့်လေပခန်းသားကလှတော့လာပြိုင်မဲ့အကြောင်းစီကျုပ်ဆက်ပြောပါပခန်းသားတွေကကျွတ်တို့ပခန်းကလူတွေနဲ့ဖျားချင်းတကိုးပြိုင်တယ်ပခန်းမှာကျွတ်တို့စီသူရှင်ဖျားဆိုတာရှိနရပတိစီသူမင်းကိုတရားဆက်တရခန်အစ်စ်လက်လေးတွေဟောတော့ရှိရဖျားကိုတော်များလေးကျုပ်အနေကစားတင်မှုသင်္ဘောစင်းလုံးနဲ့သွားပင့်ကြတော့အဲ့ဒီမှာကျုပ်ကိုယ်တိုင်လက်ဝါးပေါ်တင်ဖူးခဲ့ရ
ဒါပေမဲ့တရားနာပြေးတာဖယားကတကိုးကြီးတယ်လက်လေးသက်ပြင်မဲ့အရင်တော့ကအဲ့ဒီဖယားကိုကျွတ်တို့ရွှေပိတ်တာအချိန်40လောက်နဲ့ဖယားလူခိုးဘူးတယ်ဖယားလူချင်းလုံးမဟုတ်ပါဘူးရွှေလူချင်းလို့ခိုးတာနောက်ဖယားလေးကတော့အဲ့ဒီနွားချောင်းသားတွေပြန်ရတော့အခုပြန်မုံမှန်ထားတဲ့14ဘိတ်ခွဲလောက်ရှိပြီအဲ့ဒီတုန်းကအခုတော့များနေရောပေါ့အခုတော့တရားနာပိသဟိုမိဂန်တစ်တာကြီးတော့16ချက်လောက်ခကောဘက16ရောက်တယောက်ချောင်းစီကင်ခိုင်းဒီခါပြောက်ရင်လည်း16ရောက်သလုံးထောင်ထဲပို့ဖို့ရှိဘယ်လိုမှခွင့်မရအောင်ကျွတ်တို့တရားလောက်ရှိတယ်မလို့လည်းမရဘူးလူစိတ်30ဝိုင်းမရတဲ့ကိစ္စကြီးအခုတော့အဲ့ဒီထဲမှာထည့်ထားရဘုရားတောင်တော့ခါရတဲ့ဘဝကျွတ်တို့တိုင်းပြည်တာတောင်ချမ်းသာဘူးလို့ဆိုကြနော်ဘုရားသခိုးတယ်လည်းပေါ်ရတဲ့ဗမာပြည်အဲ့ဒီစီလူရှင်ဘုရားကလေတရားနာပိသဘုရားကသာလက်လေးသက်ပကံကတပ်ပြညို့ဘုရားကိုတော်မြတ်ကြီးနဲ့ဟောတကူချင်းပြိုင်တယ်ဗျဘုရားကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာလူချင်းပြိုင်ကြည့်လေပကံကလူတွေကဘာပြောလို့နဘေလေးနဲ့ဟေးတို့ကကျုံ3တောင်ဝိုင်းနဲ့ပကံတိုင်းလားကွာနဘေနဲ့ဒီတော့ပကံသားကလည်းမခံဘူးဟေးတို့ကလည်းငရုတ်တဝိထောင်မခံပါကွာပကံကပြောတယ်မင်းတို့စကားမစပ်ဘူးတဲ့တို့ကနဘေနဲ့ကျုံ3တောင်ဝိုင်းပကံတိုင်းနဘေလေးနဲ့တဲ့မင်းတို့ကငရုတ်တဝိထောင်မခံသားဆိုတော့မစပ်ဘူးတဲ့ပခန်းသားကလည်းဇဂဒတ်ဆိုတော့မဆက်ရင်နဲ့အဲ့ဒီငရုတ်ကြွေးသွေးပြီးမင်းတို့မျက်စိထဲခတ်ကြည့်ပါလားတဲ့ရလောက်ကကူးတယ်ပခန်းသားနောက်ဟဲ့ဖျားပွဲအစီပြိုင်မယ်ကွာဖျားပွဲအစီပြိုင်မယ်ကွာဆိုတော့တရားနာပြေးတာအဲ့ဒီပခန်းကစပြောဟဲ့တို့ပခန်းစီသူရှင်ကတဲ့ဖျားပွဲလာတာလူမပြောနဲ့ကွာတဲ့ခွေးကြီးကိုအကောင်900ကွာအဲခွေးနဲ့စတယ်ဒီတော့ပကံကနောက်ပြောဆိုတော့နိုင်မှာပေါ့ဗျာပေါ်ဦးနဲ့ရှင်မြင်ဘူးသီးအကြီးပြိုင်တာလို့ပေါ့ဘာပြောတော့ပကံကဟေးမင်းတို့ပကံစီသူရှင်ဘုရားကခွေးကြီးအကောင်900ဟောတို့ပကံတပ်ပြညို့ဘုရားကြီးကဖျားဝဲလာတာလူမပြောနဲ့ခွေးကြီးကိုအကောင်1000กว่าပကံကဘယ်လောက်နိုင်သွားပကံကဘယ်လောက်ရှုံးတော့အဲ့ဒါခင်ဗျားတို့အနေနဲ့ကရှုံးနေတာပကံစကားနားထောင်ကြည့်ဟေးတို့ကခွေးကြီးအကောင်900ဆိုတာငါလူတို့ဟောဂုံချတစ်မျိုးတည်းပြောတာကွာပကံမလို့ပြောနေမှာခွေးနဲ့ခွေးချခွေးပိန်ဟော်တွေမပါသေးဘူးဒါကြောင့်ရှုံးရကနိုင်အောင်ပြောအဲ့ဒီပကံသားတွေကခုခေတ်ထဲမှာလှတော်သားအပြောထွားတယ်ဆိုလို့လားပြိုင်တယ်ဗျ။အော်ကျွတ်တို့ရှင်းတော့ကတော့ပခန်းသားချီပါသားဆိုရရာဇဝင်နဲ့ပခန်းသားတွေကတို့ရှင်းတော့ကရာဇဝင်ရှိတယ်တဲ့အခုလက်ထက်မှာနာမည်ကြီးနေလှတော်သားစကားပြောကောင်းတယ်ပြောတယ်လာဟေ့သွားပြောရစကားပြောပြိုင်မလို့လာကြလှတော်ရွာနာရောက်တော့ကလေးတယောက်တွေ့ဟဲ့ကောင်မေးပဲရွာကကျုပ်လှတော်သားဗျာလာခဲ့ပြီပြီလို့မပြေးလှတော်သားရှာနေခေကောင်လာခဲ့မင်းဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုကလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့ယိုကျွေးပါမယ်ဘယ်လူကြီးနဲ့ပြောခဲ့ရတော့ကလေးနဲ့ပြန်ပြေးလာခဲ့ရပြုတ်စပြင်းတောင်းဆိုတာနားလေအောင်တော့ဘုန်းကြီးပုံလေးတစ်ခုထုတ်ရဟောရှိတော့ကခြိဝါလားနဲ့ပခန်းသားဆိုတဲ့ရာဇဝင်နဲ့လာကြစကားပြောကတ်ကိုးတဲ့နေရာအဲ့ဒီလိုနာမည်နဲ့လာကြတယ်ခြိပါသားနဲ့ပခန်းသားရှိကြမြစ်ကမ်းနဘေးမှာလည်းဘုန်းကြီးကျောင်းတစ်ကျောင်းရှိဘုန်းကြီးတွေကလည်းအသက်ကြီးမှဝတ်တော့စာပေတွေဘာမှသိမသင်ကြားရလို့ကျောင်းသားလေးတွေစာသင်ရအောင်ဆိုပြီးတော့စာရူပေစတွေရှောက်ရှာလိုက်စာရူပေစတွေရှောက်ရှာတော့တွေ့ပြီဖြူတော်အဖြူတော်စာတိပြုတ်စပြင်းတော်ဒီစာလေးတွေ့ပြေးသားကြီးနောက်ကလိုက်ဆိုသားမှာဘုန်းကြီးရှေ့ကဆိုပြီးဖြူတော်အဖြူတော်စာတိပြုတ်စပြင်းတော်ရိုင်ရွဲ့ထွက်သွားဖြူတော်အဖြူတော်စာတိပြုတ်စပြင်းတော်ဆိုသားဟဲ့ဘုန်းကြီးအနက်မရဘူးအဲ့ဒီစာကလေးတွေသင်ပေးကိုရင်เจ้าသားတွေသင်ပေးအန်လိုက်ကြတာဖြူတော်အဖြူတော်စာတိပြုတ်စပြင်းတော်ဖြူတော်အဖြူတော်စာတိပြုတ်စပြင်းတော်အကုန်လုံးအန်တစ်ကြောင်းလုံးနောက်တကားတစ်ယောက်ပေါ့ဟာကိုကိုရဘာအာနာပါလဲ
ပြုတော်အပြုတော်စသည်ပြုစာပြင်းတော်ဟုတ်ပြီကွာပြုစာပြင်းတော်နောက်ကျောင်းသားတယောက်နာသွားကြည့်ပြုတော်အပြုတော်စသည်ပြုစာပြင်းတော်ဟာတကြောင်ပြုစာပြင်းတော်နောက်ဘုန်းကြီးထံသွားအရှင်မရကလေးတွေဘာသာသင်ထားတော့ဗျာဩမင်းငါတရားဟောရမှာထိုင်ကွာဆိုဘုန်းကြီးကတရားဟောပြုတော်အပြုတော်စသည်ပြုစာပြင်းတော်ဟုတ်ပြီကွာဘုန်းကြီးကလည်းပြင်းတော်ကိုရင်ကျောင်းသားတွေကလည်းပြင်းတော်ဒါပတိသူစာဟုတ်တာလဲပါခြင်းပါမယ်မဟုတ်တာလဲပါခြင်းပါမယ်ငါအနဲ့ပေးတာကောင်းတပည့်တော်အနဲ့ပေးမယ်ဗျာအေးလှုပ်ဆောင်ပါဒီတော်အပြုတော်စသည်ပြုစာပြင်းတော်ဒီတော်အရှင်ဖယားဟုတ်တာတွေကိုလဲဆို၏အပြုတော်မဟုတ်တာတွေကိုလဲဆို၏ဣတိတကမထိုသို့ဟုတ်တာမဟုတ်တာရော၍ဆိုလေသည်ဖြစ်သောကြောင့်ပြုစာလက်ကွင်းသည်ပြင်းတောင်အိုးစီဖြစ်ရလေတော့တည်းတကာကအနဲ့ပေးအနဲ့ပေးတော့ဘုန်းကြီးကဒီကောင်ဘယုတ်ဒုက္ခကောင်လို့အပြစ်တင်မလားအောင်မေးတယ်မတင်ဘူးအကြကွာငါအနဲ့မရောက်မင်းလာမှအနဲ့ရမင်းကားတယ်တော်တယ်ကြလားအေးအဲ့ဒီအနဲ့လေးငါမှတ်ထားမှာဘုန်းကြီးနောက်တကားလေးလာတိုင်းတရားဟောဟေ့ထိုင်ငါတရားဟောမယ်ယူတော်အပြုတော်စသည်ပြုစာပြင်းတော်ယူတော်ဟုတ်တာလဲဆိုရင်အပြုတော်မဟုတ်တာလဲဆိုရင်ဣတိတသမထိုးသို့ဟုတ်တာမဟုတ်တာရော၍ဆိုလေသည်ဖြစ်သောကြောင့်ပြုစာလည်းခွင်းသည်ပြင်းတောင်အိုးစီဖြစ်ရလေတော့တည်းလူလာတိုင်းတရားဟောဒီကနေ့တော့ခြီဝါသားနဲ့ပခန်းသားကလည်းဘုန်းကြီးကြောင်းပြင်လို့ဟဲ့ဆွမ်းညာကွန်းညာလေးတော့စားရမှလာဟေ့ဘုန်းကြီးကြောင်းသွားကြစို့ဝင်လာဘုန်းကြီးရှေ့ချထားတဲ့ပိန်နေသီးကြီးကလည်းတုံတုံပက်လက်ခြီဝါသားနဲ့ပခန်းသားကလေရမယ်ဆိုတဲ့နေရာသူများတဲ့သားတယောက်နဲ့တယောက်မျက်စပ်ပြစ်ဟဲ့ပိန်နေသီးစားရအောင်လိန်ကွာဒီတော့ဘုရားတွေကလိန်မလို့အရှင်ဘုရားတဲ့အရှင်ဘုရားရှေ့ချထားတဲ့ကျဟင်းငါးသီးကြီးကကြီးလာကြီးလားအားရကောင်းနေကွာဒါပိန်နေသီးခေါ်တယ်ဟာမသိဘူးဘုရားတပည့်တော်တို့ကတော့ဘူးတွေဓစ်တွေပါကျဟင်းငါးသီးကြီးထင်လို့အားရကောင်းနေကိုကတရားဟောရပြုတော်အပြုတော်စသည်ပြုစာပြင်းတော်ပြုတော်ဟုတ်တာလဲဆိုရင်အပြုတော်မဟုတ်တာလဲဆိုရင်ဣတိတသမထိုသို့ဟုတ်တာမဟုတ်တာရော၍ဆိုလေသည်ဖြစ်သောကြောင့်ပြုစာလက်ကွင်းသည်ပြင်းတောင်အိုးစီဖြစ်ရလေတော့တည်းရောတချမ်းယူသွားကြတရားဟောပြီးတချမ်းပြေးလိုက်တော့လှေပေါ်ရောက်တော့လှေတို့သားတွေကများနေစားလို့မဝပိဿကြီးဝရဲ့စားလို့မဝတော့ဟေးကြောင်းတချမ်းကြံနေတယ်ကွာသွားလိန်ရအောင်ဆိုပြန်တက်ဟေးဘယ်နဲ့တော့ကပိန်နေသည်ဗျာတဲ့လှေပေါ်ကကောင်တွေကနားမလဲပါမလဲနဲ့ပိန်နေသည်ငပိတွေနဲ့ရောချက်လို့ပြက်ကုန်ပါဗျာမိုက်တဲ့ကောင်တွေကိုပိန်နေသည်ငပိနဲ့ရောချက်ပြက်ရောပေါ့ဒီတိုင်းစားရတဲ့ကိစ္စတဲအတဲ့ကောင်တွေငါတရားဟောရပြုတော်အပြုတော်စသည်ပြုစာပြင်းတော်ဒါပဲပြန်ဟောပြုတော်ငါပိန်နေသည်တွေပေးတာဟုတ်ပါလျက်အမေပါဠိတစ်ချက်အနက်ဆယ်တွေတရားဟောပါများတရားတွေကပါဠိရဘုန်းကြီးနဲ့အနက်ဆံလေးတိုးလာပြုတော်ငါပိန်နေသည်တွေပေးတာဟုတ်ပါလျက်အပြုတော်မင်းတို့မဟုတ်တဲ့ငပိတွေနဲ့ရော၍ချက်ကြလေသောကြောင့်ဆိုဘူးဗျပြုစာတင်တို့လှေတို့သမားတွေသည်ပြင်းတောင်ပါစားဟောင်းလောင်းနဲ့ကောင်းကောင်းကြီးငတ်ကြပြီတော့လက်ကွာဘယ်ကြံ့နေတဲ့ချမ်းစားရတော့ဒီလာကြီးစားရရဲ့လားမစားရတော့ဘူးဒါကြောင့်ကျုပ်ဟောမှာကလည်းအဲ့ဒါလို့ဟုတ်တာမဟုတ်တာရောပြန်တပြန်ဟိုဟာနဲနဲဒီဟာနဲနဲကိုပြုတ်စပြင်းတောင်းလို့ခေါ်ပါတယ်ပြိဿဘာခေါ်တော့ခေါင်းရက်ဈေးတယ်လေးများလာတော့ဘာတွေပါသေးတို့ပြုတ်စပြင်းတောင်းမယ်သူကငပိတယ်လည်းအော်လို့မရဘူးဆွနှမုံတယ်လည်းအော်လို့မရဘူးဆွနှမုံနဲ့ငပိနဲ့ကြက်သွန်နဲ့ငရုတ်ကြီးနဲ့အော်တော့ဈေးတယ်ရကရောလာပါအောင်ဘာတွေပါသေးတို့ဆိုတော့အိုးတဲ့ပြုတ်စပြင်းတောင်းမယ်ကဲဟိုဟာနဲ့ဒီဟာနဲ့ကိုပြုတ်စပြင်းတောင်းပြီးသတစ်ခုလည်းရောင်းတာမဟုတ်ဘူးဒါကြောင့်ဗမာစကားသည်အမတန်များပါတယ်ပြိဿကလားတောင်မျက်စိလဲတယ်ကျွတ်တို့ဗမာစကားကလားတော့ဖေးဆိုင်ဗမာတယောက်သွားတော့ဆရာကြီးကစားမလဲအေးကွာနဲ့ငါ့ဘုပြုတ်စပြင်းတောင်းလေးလုပ်ခဲ့ပါတဲ့ဆရာကြီးနားမလဲဘူးတဲ့ပြုတ်စပြင်းတောင်းဆိုတာတို့ဟ
ဟိုတင်းဒီတင်းပေါ့ကွာနားမလဲဘူးတဲ့တိုးတိုးတီတီပေါ့ကွာနားမလဲဘူးဆိုတာစုပ်ဆွမြုပ်ဆွပေါ့ကွာနားမလဲဘူးဆိုတာတိုလီမိုလီပေါ့ကွာအရှောက်ပြောတာကလဥရာပေါက်လို့တော်ပြီးတဲ့ခမရောက်ဖာသာယူစားသူ့ဖာသာယူစားတော့လေခိုးမုံနဲ့ဒီမုံနဲ့တခုစီသီးသားမဟုတ်ခန်းနဲ့ရော့ထဲတော့ခမရဒီလိုပြောရောပေါ့တဲ့ခမရတို့ပုံမှာစကားအာချင်းမျက်စိလဲကြကောင်းတယ်နော်တဲ့